မင်္ဂလာပါဒီနေ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းလေးကိုကြည့်လိုက်ရင်တော်တော်လေးကိုရှုပ်ထွေးတဲ့ပုံရိပ်တစ်ခုကိုတွေ့ရမှာပါတစ်ဖက်မှာထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ကြီးကွဲစရာဇလံတစ်ခုရှိတယ်လို့ပြည်တွင်းမှာလည်းရေးကြီးတဲ့တိုက်ပွဲသတင်းတွေရှိနေတယ်ဒီတော့လက်ရှိအခြေအနေရဲ့အပိုင်းအစတွေကိုထင်ဟပ်နေတဲ့မတူညီတဲ့ဖြစ်ရတုံးမှုကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်အဲဒီကနေဂိုင်းဖိရဘကလူမှုရေးသတင်းတစ်ပုဒ်ကိုအရင်ကြည့်မယ်ပြီးရင်တော့မြန်မာပြည်တွင်းကပဋိပက္ခအခြေအနေနှစ်ခုကိုဆက်ပြီးလေ့လာသွားမှာပါကဲပထမဆုံးအနေနဲ့မြန်မာပြည်အခင်းဘက်ကိုခဏထွက်ကြည့်ကြအောင်ထိုင်းနိုင်ငံမှာပေါ့အဲ့ဒီမှာမြန်မာမျိုးသမီးငယ်လေးတွေအောင်နဲ့ပတ်သက်တဲ့ဖြစ်ရအခုဖြစ်ခဲ့တယ်ဒါကရွှေပြောင်းလုပ်သားတွေရဲ့ဘဝဘယ်တော့တောင်ခက်ခဲကြမ်းတမ်းလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတဲ့ကိစ္စတစ်ခုပါပဲဖြစ်ခဲ့တာကထိုင်းနိုင်ငံအယုဒ္ဓယခရိုင်မှာပါအမိုက်ပုံးထဲမှာစွန့်ပစ်ထားတဲ့မွေးကင်းစခလေးလေးတယောက်ကိုတွေ့ခဲ့ကြတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာအမျိုးသမီးငယ်တူကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ခေါက်ဆွတ်သတင်းမှာဖော်ပြထားတာကတော့ဒီဖြစ်ရပ်ကတကယ်ကိုခြေခွဲစရာကောင်းပြီးအဲ့ဒီဒေတာကမြန်မာရွှေပြောင်းလုပ်သားတွေဘလို့ဖိအားတွေအောက်မှာရောက်နေလဲဘလောက်တောင်အထောက်ပံ့မဲ့နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တာစေပါတယ်။ကဲအခုမြန်မာပြည်တွင်းကိုပြန်လေ့ကြည့်ကြရအောင်။ဒီမှာတော့အခြေအနေကပိုပြီးတော့ရှုံထွေးပါတယ်။ပြည်တွင်းပဋိပက္ခနဲ့ပတ်သက်ပြီးနေရာနှစ်ခုကသတင်းတွေကိုကြည့်ကြမယ်။တစ်ခုကစစ်ကိုင်းတိုင်းနောက်တစ်ခုကရှမ်းပြည်နယ်ပါ။စိတ်ဝင်စားစရာကဒီနေရာနှစ်ခုမှာဖြစ်ပျက်နေတဲ့ပုံစံတွေအတုံးပြတဲ့နီးပြူဟာတွေနဲ့ရလဒ်တွေကတော်လေးကိုကွဲပြားနေတာကိုတွေ့ရမှာပါ6ဟုတ်ပါတယ်6ခုတောင်ပါဒါကဘာဂင်းကနန်းလဲဆိုတော့စစ်ကိုင်းတိုင်းမှာတော်လန်ရေးတပ်ဖွဲ့တွေကစစ်စင်ရေးတစ်ခုတည်းနဲ့တိုင်းပိုင်နေကြတဲ့စစ်ကောင်စီတပ်စခန်းအရေးတက်ပါပဲအဲ့ဒီစခန်းဒီတိုင်းလိုက်တော့လူတွေရောဘလို့ဖြစ်သွားလဲအဲ့ဒီမှာစစ်သားတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအပါအဝင်စုစုပေါင်းလူအယောက်20လောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်အသေးစိတ်ကိုကြည့်ရရင်မုံရာတည်င်းအဖွဲ့တည်င်းထုတ်ပြန်ချက်အရာပေါ့လေအော်တိုဘာလ9ရက်နေ့မှာဖြစ်ခဲ့တာပါမုံဝါမျိုးနဲ့ထဲမှာတော်လိုင်းရဲ့တပ်ဖွဲ့တွေပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်အဲ့ဒီမှာစခန်း6ခုကိုတိမ့်နိုင်ခဲ့ပြီးလူ20လောက်ကိုဖမ်းဆီးရမိခဲ့တာပေါ့ဒီဖြစ်ရပ်ကစစ်ကိုင်းတိုင်းမှာဒေတာခံတော်လိုင်းရဲ့အင်အားစုတွေရဲ့အင်အားနဲ့စုဖွဲ့မှုကအရင်ကထပ်ပိုကောင်းလာတဲ့ဆိုတာကိုပြလိတယ်လို့ပါပဲကဲဒါကစစ်ကိုင်းကချင်းနဲ့ရှမ်းပြည်မြောက်ပိုင်းကိုကြည့်လိုက်တော့လုံးဝကိုပုံစံတစ်မျိုးပြောင်းသွားတယ်အဲ့ဒီမှာတုံးနဲ့နီးပြူဟာကမတူတော့ဘူးဒါကြောင့်စဉ်းစားစရာမေးခွန်းတစ်ခုထွက်လာတယ်အဲ့ဒီမှာတော့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရက်သားတွေထိခိုက်မှုရှိခဲ့သလားခုနှစ်ဝမ်းနေစရာပဲအဖြေကတော့ဟုတ်ကဲ့ထိခိုက်ခဲ့ပါတယ်တိုက်ပွဲကစစ်မြေပြင်မှာမဟုတ်တော့ပဲသူတို့နေတဲ့နေရာတွေအထိရောက်လာတဲ့အခါမှာအရတာ9ယောက်တိုင်ရခဲ့ပါတယ်ဒီပီပီတရင်မှာဖော်ပြထားတာကတော့အောက်တိုဘာ9ရက်နေ့ညမှာပေါ့ရှမ်းပြည်မြောက်ပိုင်းမိုးမိတ်မြို့နယ်တွေကရွာတိရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကိုင်းမှာကစစ်စခန်းတွေကိုဖြစ်မှတ်ထားတဲ့မြေပြင်စစ်စင်ရေးကြတော့ဒီမှာကြတော့အဲ့လိုမဟုတ်ဘူးဒီလေကြောင်းတိုက်ခိုက်မှုကအရက်ခါပြည်သူတွေကိုတက်ရိုက်ထိခိုက်စေခဲ့ပြီးအဲ့ဒီမှာလူ9ယောက်တန်းရသွားခဲ့တာပါကောင်းပြီဒါဆိုရင်ကျွန်တော်တို့မှာတစ်ခုနဲ့တစ်ခုမတူတဲ့ဇလံ3ခုရှိနေပြီထိုင်းနိုင်ငံကလူမှုရေးဖြစ်တစ်ခုပြီးတော့စစ်ကိုင်းနဲ့ရှမ်းပြည်ကစစ်ရေးဖြစ်တစ်ခုဒီပိုင်းစားလေးတွေကိုပေါင်းပြီးကြည့်လိုက်ရင်ဒါတွေကဘလို့ပုံရင်ကြီးတစ်ခုကိုဖော်ဆောင်နေတယ်လဲဆိုတော့ဆက်ပြီးတုံးတက်ကြည့်အောင်စစ်ကိုင်းနဲ့ရှမ်းပြည်နယ်မှာဖြစ်သွားတဲ့ပုံစံနှစ်ခုရဲ့ကွာခြားချက်ကတော်တော်လေးကိုရှင်းပါတယ်စစ်ကိုင်းမှာကြတော့တော်လိုင်းတပ်ဖွဲ့တွေကစစ်စခန်းတွေကိုဖိမှတ်ချပြီးမေပင်ကနေစနစ်တကျထိုးရှစ်စင်တာကိုတွေ့ရတယ်ရှမ်းပြည်မှာကြတော့စစ်တပ်ကအယက်သားတွေနေတဲ့ရွာကိုလေကြောင်းကနေတိုက်ခိုက်တဲ့ပုံစံမျိုးသုံးသွားတယ်ဒီလိုကွဲပြားနေတဲ့ပုံစံတွေကဒီပဋိပက္ခကဘလောက်တော့ရှုပ်ထွေးပြီးမျက်နှာစာဆုံးလဲတခါလေမှာပါဆက်ဖြစ်မလဲဆိုတာကိုခံမရခက်စေတယ်ဆိုတာကိုမိမုံထုတ်ပြနေသလိုပါပဲအဆုံးသက်အနေနဲ့ဒီမိဟွန်းလေးကိုအတူတူစဉ်းစားကြည့်ကြရအောင်တစ်ဖက်မှာထိုင်းနိုင်ငံမှာကလေးတယောက်ကိုတောင်စွန့်ပြရတဲ့အထိဖိအားတွေများနေတဲ့လူမွေအကျက်အထိနောက်တစ်ဖက်မှာကြတော့စစ်ကိုင်းမှာလို့စနစ်တကျရှိတဲ့တော်လန်ရေးလှုပ်ရှားမှုပြီးတော့ရှမ်းပြည်မှာလို့အရက်သားတွေကိုလေကြောင်းကနေတိုက်ခိုက်တာမျိုးဒီလိုတစ်ခုနဲ့တစ်ခုမတူသလိုထင်ရတဲ့ဖြစ်ရပ်တွေအလုံးကတကယ်တော့ဒီနေ့မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့လူသားချင်းစာနာမှုဆိုင်ရာနဲ့စစ်ရေးအကြက်အတေးဆိုတဲ့ပုံရိပ်ကြီးတစ်ခုတည်းကိုဘလို့များချိတ်ဆက်ပြီးဖျော်ပြနေတာပါလေဒီရှုပ်ထွေးတဲ့အခင်းကြီးတစ်ခုလုံးကိုနားလည်ဖို့အတွက်ဒီမေကုန်းကတကယ်ကိုအရေးကြီးနေတော့မှာပဲ